မင်္ဂလာပါရှင်လူငယ်တရက်ကြတဲ့ဒီနေ့အစီအစဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်တွေမှာတော့မြန်မာရွှေ့ပြောင်းလူငယ်တွေရဲ့တဲ့နိုင်ငံတကာတဲ့ထူးခြားဖြစ်စဉ်တွေနဲ့အတူကမ္ဘာတလွှာကအမှုပညာရှင်တွေရဲ့တဲ့ကိုစုစည်းတင်ဆက်ထားတဲ့ Star Diary ကဏ္ဍတွေကိုရှုစားရမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့မြန်မာရွှေ့ပြောင်းလူငယ်တွေရဲ့တဲ့မှာတော့ထိုင်းမြန်မာနေဆက်မဲဆောက်မြို့ကကျောင်းသူကျောင်းသားတွေစုပေါင်းထုတ်ဝေတဲ့ခေတ်လူငယ်များဤမတ်စုဂျာနယ်တနေ့ပြည့်အခမ်းအနားတစ်ခုပြုလုပ်သွားပါတယ်။ဒီအခမ်းအနားရဲ့ဖွင့်ပွဲမှာရန်ကုန်ကအတန်ဖိုင်ပေးပို့လာတဲ့ဆရာဦးဝင်းတင်ရဲ့စကားတန်နဲ့စတင်ခဲ့ပါတယ်။ဒီအကြောင်းပြည့်စုံကိုကြည့်လိုက်ရအောင်နော်။ကျောင်းသားလူငယ်တွေရဲ့ကိုပိုင်မော်ဝိုးတွေစုပြီးအခမဲ့ထုတ်ဝေလိုက်တဲ့ခေတ်လူငယ်များ၏မှတ်စုကြာနဲ့တနှစ်ပြည့်အခမ်းအနားတစ်ခုကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာပြုလုပ်သွားပါတယ်။တနှစ်ပြည့်အခမ်းအနားရဲ့ဖွင့်ပွဲမှာတော့ရန်ကုန်ကနေအမှာစာပေးပို့လာတဲ့ဆရာဦးဝင်းတင်ရဲ့အတန်ဖိုင်နဲ့ဖွင့်လှစ်သွားခဲ့ပြီဖြစ်ပါတယ်။လူငယ်တွေဟာမိမိတို့ဘယ်ကီးကိုဘာကြောက်နေဘယ်ကီးကိုဘယ်လိုကြောက်နေတာလဲအဲ့တော့ဘယ်တာဝန်တွေကိုဘယ်လိုထမ်းရွက်နေတာလဲဆိုတာကိုပိုးပြီးတော့သိမြင်လာလိမ့်မယ်။အဲ့ဒီတာဝန်တွေအပေါ်မှာအသုံးဝင်အဲ့ဒီခရီးအပေါ်မှာအဲ့ဒီလမ်းခရီးအပေါ်မှာပို့ပြီးတော့ဒီလင်းတဲ့သဘောထားတွေအမြင်ကြီးရှိလာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်အဲဒါကြောင့်အခုဒီနေ့ပေါ့လေနော်တစ်နှစ်ပြည့်မြောက်တဲ့ဒီခေတ်လူငယ်မှတ်စုဆိုတဲ့စာဆောင်ပေါ့ထွက်လာတဲ့ဟာတစ်နှစ်ပြည့်တဲ့အခါကျတော့ဒီဟာကိုကျွန်တော်ဒီလိုစာဆောင်တွေထွက်လာတာဟာအလွန်ကောင်းတဲ့ဟာတွေဖြစ်ပါတယ်ကောင်းတဲ့အရာတွေဖြစ်တဲ့ဒီဟာတွေကိုခြားလူငယ်တွေကလည်းဖတ်ဖို့လိုမယ်ဟလားကြည့်လာဖို့လိုမယ်အဲ့လိုပဲယူဆတယ်လို့ပဲအလားတူဒီခေတ်လူငယ်မှတ်စုတွေဟာဒီလူငယ်အလွှာအသီးသီးမှာနေရာဒေသအသီးသီးမှာရှိတဲ့လူငယ်တွေကြားထဲမှာလည်းဒီလိုအားထုတ်မှုတွေဒီလိုစုဆောင်းမှုတွေဒီလိုလေ့လာမှုတွေဒီလိုစီးပူးမှုတွေဟဲ့လားဒီလိုမှတ်သားမှုတွေဟာရှိနေတယ်လို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်ဒီစာဆောင်ဟာလည်းအောင်မြင်ပါသေးလို့ကျွန်တော်ဒီနေ့နဲ့ဒီဆန္ဒပြုလိုက်ပါတယ်2000ခုနှစ်စက်တင်ဘာလကစတင်ထုတ်ဝေလာတဲ့တစ်နှစ်တာအတွင်းအမှတ်စဉ်8အထိထုတ်ဝေနိုင်ခဲ့သလိုအဲ့ဒီတဲကအင်္ဂလိပ်ဘာသာနဲ့ဂျာနယ်တစ်စောင်ကိုပါထုတ်ဝေနိုင်ခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့မူပါပါလဲဆိုတော့ကျွန်တော်တို့မှာမှန်တာမှားတာတဲ့ကျွန်တော်တို့ကအဓိကလူအတွက်လုပ်တာဖြစ်တဲ့အတွက်လူလူကိုကျွန်တော်တို့မပေးနိုင်ဘူးလေဒါစိတ်ဟာတာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကရွှေ့ပြောင်းရဲ့အဓိကလူငယ်တွေနဲ့ရွှေ့ပြောင်းပတ်ပနေပေါ့အေးတက်ကိုကျွန်တော်တို့ကအဓိကထားဘာကြောင့်လဲဆိုတော့သူတို့ဒီမှာပတ်ဝန်းကျင်အရာပေါ့နော်နိုင်ငံရဲ့ဒီစနစ်ကြရောဒီစိတ်အားကြရတာမျိုးရှိတယ်အဲကျွန်တော်တို့စိတ်ခွန်အားဘယ်လိုဖြစ်မလဲလူငယ်တွေမှာစိတ်ခွန်ကိုယ်ဝင်နေတာဘယ်လိုဖြစ်အဲ့ဒါမျိုးကျွန်တော်တို့ကဒီယတ္တစာပေကိုဦးစားပေးတယ်အဲ့ခါမှာအခုလိုမျိုးပေါ့ဒီတိတ်တက်ကအခုလိုမျိုးကျွန်တော်တို့စောင်ရည်အခုဆို250ဒီတိုးလာတယ်ဒီကျွန်တော်တို့အောင်မြင်မှုရလာတယ်နောက်ပြီးတော့မန်ပါတွေကအခုကျွန်တော်တို့ရန်ကုန်တို့မန္တလေးတို့မုံရအစပြင် online မှာကျွန်တော်တို့မန်ပါတွေအများကြီးရလာတယ်နောက်ပြီးသူတို့ရှိရနေစောင့်တွေကြလာတယ်ဒါတော့ကျွန်တော်တို့အောင်မြင်မှုနောက်တစ်ခုကကျွန်တော်တို့ဒီမှာရန်ပုံငွေလေးကျွန်တော်တို့လုပ်လိုက်တယ်လုပ်လိုက်ပြီးကျွန်တော်အခုလိုမျိုးတတ်မှတ်ရုံးလေးလုပ်လိုက်တယ်လူငယ်ဒီမှာနောက်ကျွန်တော်ရုံးလေးမှာစာဖတ်ဝိုင်းနေလုပ်မယ်နောက်ပြီးတော့ဒီ media training တွေတကယ်နားလည်နေပြီကျွန်တော်တို့တင်ဖို့လို့အောင်မြင်မှုအဲ့အဆင့်ပေါ့ဗျာအဲ့အောင်မြင်မှုကျွန်တော်တို့ဒီရခဲ့တယ်ဒီဂျာနယ်ကိုလက်ရှိပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူလူငယ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးထုတ်ဝေရတဲ့ရည်ရွယ်ချက်ကထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကျောင်းသူကျောင်းသားတွေစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေရအောင်ထွက်ပေါက်တစ်ခုအနေနဲ့ထုတ်ဝေတာဖြစ်တယ်လို့စိတ်အာဟာရစိတ်သက်ခွန်အားပေးနိုင်တဲ့ဂျာနယ်တစ်စောင်အဖြစ်အစပြုပြီးအခမဲ့ထုတ်ဝေပေးခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်တို့လူငယ်တွေမှာဖြစ်နေတာကငါဘာကောင်မှမဟုတ်ပါဘူးဆိုတော့ကိုယ်ယုံကြည်မှုတွေဆုံးပါနေတယ်နောက်အပိတ်တွေများနေတယ်မဖြစ်နိုင်ပါဘူးဆိုတာမျိုးကြီးနဲ့ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုရပ်လိုက်တာဖြစ်နေတယ်ကျွန်တော်တို့လည်းဒီလိုမျိုးအခြေအနေဖြစ်ကျွန်တော်တို့ဆိုရင်ဒါကျွန်တော်ဆိုရင်ဒွဲအိတ်တစ်လုံးနဲ့တွေ့တဲ့အကြောင်းမှအိပ်ပြီးတော့စတာဆိုတော့ကျွန်တော်ပြောချင်တာကျွန်တော်တို့ခုနကလည်းကျွန်တော်ထည့်ပြောသွားပါတယ်ကျွန်တော်တို့ဒီလိုမျိုးအခြေအနေဖြစ်လာအောင်ကျွန်တော်တို့ data plan ဆွဲတယ်ကြိုးစားကျွန်တော်ပြချင်တာပါလေဆိုဒီဂျာနယ်ကိုကြည့်ပြီးတော့လူငယ်တွေကတကယ်ကြိုးစားရင်တကယ်ဖြစ်မယ်နော်ဟုတ်ဆိုတာရှိရမယ်အဲ့ဟုတ်ပေါ်မှာကိုယ့်ရဲ့ယုံကြည်မှုရှိရမယ်ကိုယ်ပိုင်အမြင်ရှိရမယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရမယ်ယုံကြည်တက်ခိုင်မှာဒါမျိုးပဲကျွန်တော်ပြောချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတကယ်ကိုလာလူငယ်တို့တွေရနေနောက်နာကမှာခေါင်းဆောင်ကောင်းတယ်အခုရမယ်နိုင်ငံအတွက်သားကောင်းတွေအများကြီးပေါ်ထွက်လာတယ်တနစ်ပြေခန္ဓာကိုဂျာနယ်နဲ့သက်ဆိုင်တဲ့ကလောင်ရှင်တွေကျောင်းသူကျောင်းသားတွေနဲ့စာဖတ်ပရိသတ်အမြောက်အများတက်ရောက်အားပေးခဲ့ကြပါတယ်ဒီခန္ဓာမှာဂျာနယ်ဖြစ်မြောက်ရေးအတွက်စာပေလောက်အားစုတွေကိုလည်းချီးမြှင့်ပေးခဲ့ကြတာဖြစ်ပါတယ်ရှင်
ကြောင့်မလို့ဦးသိန်းတို့နိုင်ငံကဗာပြည့်ငယ်များတွေကတော့သေးသေးလေးတွေကနေစတဖြည်းဖြည်းကြီးသွားတယ်အဲကြောင့်မလို့